ပြောလိုက်တုံးတရားနဲ့တရားချစ်နေတယ်ဒီလောက်ຢာတွေလည်းတိခန္ဓာပေးပြီးဆိုရင်ဘာဖြစ်လို့လန်ခွဲတဲ့စကားသူလေးပြောပြီးသူလေးလက်ခံလွယ်လွယ်နဲ့လက်ခံပေးလိုက်တာလဲဘာကြောက်လဲသူကလန်ခွဲဆိုသူကကျွန်တော်မနစ်တမလို့အတော့ဆိုတည်းကျွန်တော်လန်ခွဲပေးလိုက်တာပြီးတော့အဲ့ဒီကသူနဲ့ကိုရံဖြစ်တဲ့နေ့တယ်ရံဖြစ်တယ်ပြီးတော့သူ့ရင်ပဲသူ့ကိုနဲရှူလိုက်တယ်အဲ့တော့သူကစိတ်ညစ်သွားစိတ်ညစ်သူကကျွန်တော်ပြောတယ်သူနဲ့နေနေရတော့တကယ်ရောရှင်ပြေးရလားတဲ့ဟိုနေ့တိုင်းစာပို့ဖုန်းဆက်နေကြတော့သူကတိတ်ပြီးတော့မကြည့်ရတော့ဘူးတဲ့လန်ခွဲကြရင်ပိုကောင်းမှထင်တယ်သူကျွန်တော်အဲ့လိုပြောကျွန်တော်ပြောတယ်ရပါတယ်လို့ဒီတိုင်းလည်းရှင်းပြပါလို့ခါတိုင်းတို့ပဲနေနေကြပဲမဟုတ်ဘူးလားလို့ဒါသူကပြောလိုက်တယ်အဲ့ဆာလို့ပြီးတော့တေးကြရနော်တေးကြရလို့အဲ့ဆိုပြီးပါလိညပြီးပါနောက်နေ့တော့ကြာတော့ကျွန်တော်စာပို့တယ်သူပြလုံးဝစကားမပြောချင်တဲ့စိတ်ဖြစ်နေစကားပြောချင်လားဟိုကျွန်တော်ဟိုအားနာတော့ဒီစကားသိမပြောချင်တော့ကျွန်တော်တင်းညာသူ့ပုပွင့်လေးမေးလိုက်တယ်မဘာဖြစ်နေရလဲစကားသိမပြောတကယ်စကားသိမပြောဘောလို့အဲ့တော့ပြောဟုတ်တယ်လို့စကားပြောချင်မရှိဘူးလို့ကျွန်တော်ပြောပုပွင့်လေးပြောရတယ်ကိုတကယ်လန်ခွဲချင်တာလားဟုတ်တယ်တဲ့လန်ခွဲချင်တယ်တဲ့အဲ့သူပြောကိုကကြောင်ရတာဘာလို့လဲဘာလန်ခွဲချင်တာပြောဟိုသူလိုလက်နေရှင်တဲ့ပြင်ချင်းနဲ့သူပြောပါလေးနေရှင်သေးတယ်အဲ့တော့သူလန်ခွဲပိုကောင်းမှထင်တယ်အဲ့သူကကျွန်တော်အဲ့လိုပြောကျွန်တော်ညှိလိုက်တယ်တခြားလန်မခွဲပဲနဲ့တခြားမရှိဘူးလားလို့အဲ့ပြောလိုက်တုံးညတခြားနီးမရှိဘူးလားလို့ခြားနီးရှိဒါပေမဲ့ line ပေါ်မှာတင်လိုက်တဲ့ line ပေါ်မှာတင်မယ်တို့ငါတို့နှစ်ယောက်ပြတ်တဲ့ကြောင် line ပေါ်မှာတင်မယ်ပြီးတော့ဆက်ပြီးဟိုစကားပြောနေမယ်ဒါအဲ့လိုမျိုးစိတ်သူကတင်လိုက်တာအဲ့လိုမျိုးကျွန်တော်အဲ့လိုမျိုးညှိလိုက်တာရအဲ့လိုမျိုးဆိုလိုက်ရှင်းပြရဒါပေမဲ့ကျွန်တော်သူအဲ့ဒီမပြင်ကျွန်တော်သူမေးလိုက်သေးတယ်ငါတို့လန်ခွဲမတကယ်ရှင်းပြမှာလားဟုတ်တယ်တဲ့နင်းလန်ခွဲပြငါတကယ်ရှင်းပြမှာတဲ့ဒါအဲ့လိုပြောကျွန်တော်နည်းနည်းလေးအဲ့ဖြစ်တော့ဟောဖြစ်တယောက်ကြောင်သွားတော့ဘာလို့လဲနောက်ကျွန်တော်တခြားနီးမရှိဘူးလားလို့သူလည်းသူ့မိဘသူပြန်ထောက်ပံ့ချင်သေးတယ်တဲ့အဲ့သူပြောသူဒီဟိုတစ်ဖက်မှာသူ့မိဘရှိရယ်သူ့မိဘတွေကသူပြန်ထောက်ပံ့ရအောင်မယ်ဟိုဒီလကုံသူ့ပြန်လေနာပြီတဲ့လေနာတဲ့ခါကျရင်သူပဲထောက်ပံ့ပေးရတော့မှာတဲ့ထောက်ပေးရတာကျရင်ဟိုသူ့တက်ပတ်စံနေလို့ဟိုစီးပွားရေးလိုအပ်တော့ဗောဒီလိုမျိုးဖြစ်နေတဲ့ခါကျရင် तू ကဒီလိုမျိုးဖြစ်နေတဲ့ခါကျရင် तू ကဟို तू က follower တွေများပေမဲ့နည်းနည်းလေးဟိုတိတ်ပြောလူကတိတ်ပြောမထင်မရှားဖြစ်နေတယ်သူတငယ်ချင်းများဟိုကြောင်ညာပါရိုက်ပြီးသူကကြောင်ညာမရရဘူးသူကပတ်စံအများကြီးရှာချင်းတယ်အဲ့တော့သူဒီမျိုးလောက်ပေးပါဒီမျိုးကုညီပေးပါဆိုကျွန်တော်အဲ့လိုမျိုးရေးချက်ခဲ့ဒါပေမဲ့ငါဒီမျိုးငါရေးချက်ပေးမယ်နေ့ဒီ line ပေါ်တော့ပြတ်တဲ့အကြောင်းတင်ပေးမယ်ဒါပေမဲ့ဒီကြားမှာငါ့ကိုဆက်သွယ်ပေးပါကျွန်တော်တို့လည်းတောင်းဆိုခဲ့သူကလိုက်ရောခဲ့ပြီးတော့နောက်နေ့ကျကျွန်တော်တိစာရေးပို့တယ်တရက်နေ့ကဖုန်းလေးပြောလိုက်သေးတယ်ပြောပြီးနောက်နေ့ကျတော့စားမလုံးဝမလာတော့စားမလာစားကျွန်တော်ဖုန်းဆက်တယ်ခါကျရင်မကင်ဘူးဖုန်းကင်ရခါကျရင်လည်းကြောင်မချက်ပေးရဗျာသူမအားတာနဲ့ဒီမှာကျူလာခဏလေး